1918 ခုနှစ်နိုဝင်ဘာလ17ရက်နေ့မနက်7:00 နာရီတိတိအချိန်ဥရောပတိုက်ရဲ့စစ်မြေပြင်တွေပေါ်မှာနှစ်ပေါင်းများစွာတစ်ဆက်တည်းမြည်ဟီးနေခဲ့တဲ့အမြောက်တံတွေဆက်သက်နှက်တံတွေကရုတ်တရက်ချက်ချင်းတိတ်ဆိတ်သွားခဲ့ပါတယ်။ကျွန်တော်လူသားမျိုးနွယ်ရဲ့သမိုင်းတစ်လျှောက်မှာအဆိုးရွားဆုံးအကြမ်းတမ်းဆုံးလို့သတ်မှတ်ခဲ့ရတဲ့ပထမကမ္ဘာစစ်ကြီးကဂျာမနီနိုင်ငံရဲ့လက်နက်ချမှုနဲ့အတူတရားဝင်ပြီးဆုံးသွားခဲ့ပါပြီ။ဒီစစ်မြေပြင်ကဂရုကျင်းတွေထဲမှာသွေးအိုင်နဲ့လဲလျောင်းနေရတဲ့စစ်သားတွေဘုံတန်ကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ပြည်သူတွေနဲ့ဒီကဘာတဝမ်းကလူတန်းပေါင်းများစွာကငြိမ်းချမ်းရေးရပြီဆိုပြီးတော့ဝမ်းသာအားရနဲ့တပ်ပြင်းချနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ကဘာကြီးကကြိုတင်မသိနိုင်ခဲ့တာကအဲ့ဒီနေ့အဲ့ဒီအချိန်မှာဒီလူတွေရရှိလိုက်တဲ့ငြိမ်းချမ်းရေးကအများနဲ့တည်မြဲမဲ့ငြိမ်းချမ်းရေးမဟုတ်ဘဲနဲ့နောက်ထပ်အချိန်ပေါင်းများစွာပို့ပြီးတော့ရက်ဆက်မဲ့ပို့ပြီးသွေးချောင်းစီးစေမဲ့ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်ယာယီငြိမ်သက်မှုတစ်ခုသာဖြစ်နေခဲ့တာပါ။ဒီစစ်ပွဲကြီးရဲ့အနှိမ့်ထာယုံကတော့တနက်တန်တွေတိတ်သွားယုံနဲ့ရက်တက်မသွားခဲ့ပါဘူးပထမကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့အကျိုးဆက်ကြောင့်ကမ္ဘာမြေပုံကြီးတစ်ခုလုံးကဘလို့မှပြန်လည်ပြင်ဆင်လို့မရအောင်ကြီးကျယ်ပြောင်းလဲပျက်စီးသွားခဲ့ရပါတယ်အဆိုးရွားဆုံးအချက်ကတော့ရာစုနှစ်ပေါင်းများစွာဒီတပ်တန်းနှစ်ပေါင်းရာနဲ့ချီပြီးတော့ကမ္ဘာအာဏာကိုချုပ်ကင်နိုင်ခဲ့တဲ့အယာမအင်ပါယာကြီး၄ခုလုံးကဒီစစ်ပွဲကြီးအပြီးမှာလုံးဝပြိုလဲပျက်စီးသွားခဲ့ရပါတယ်ဒီခိုင်ဆာဘီယင်အုပ်ချုပ်တဲ့ဂျာမန်အင်ပါယာဒီရိုမန်နော့မင်းဆက်အုပ်ချုပ်တဲ့ရုရှားအင်ပါယာပြီးတဲ့နောက်ဒီဥရောပအလယ်ပိုင်းကိုစိုးမိုးထားတဲ့ Habsburg မင်းဆက်ရဲ့ Austria-Hungary Empire ကြီးနဲ့ဒီအရှေ့အလယ်ပိုင်းကနေအာဖရိကအထိနယ်မြေချင်းဆက်ပြီးတော့နှစ်ပေါင်း600ကျော်တပ်တန်းရှိတဲ့ခိုင်မာခဲ့တဲ့အစ္စလာမ်ကမ္ဘာရဲ့အရှင်သခင် Ottoman Empire ဒီ Empire ကြီး၄ခုစလုံးကကမ္ဘာသမိုင်းစာမျက်နှာပေါ်ကနေအစအနရှာမရအောင်ကိုပျောက်ကွယ်သွားခဲ့ရပါတယ်ဒီလိုမျိုး Empire ကြီးတွေစိတ်မှောင်ပြိုကွဲသွားတဲ့အခါဥရောပနဲ့အရှေ့အလယ်ပိုင်းဒေသတွေမှာဒီအာဏာလေဟာနယ်ဖြစ်သွားပြီးတော့နိုင်ငံသစ်တွေအများကြီးပေါ်ပေါက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနိုင်ငံသစ်တွေကတည်ငြိမ်မှုမရှိဘဲနဲ့ဒီစီးပွားရေးပြက်ကတ်တွေလူမျိုးစုပဏိပခတွေပြီးတဲ့နောက်သူတို့ရဲ့ရှင်ထဲမှာရှိနေတဲ့ဒီအမုန်းတရားတွေအညှို့အတေးတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်လူသားတွေကအချင်းချင်းဒီမုန်းတီးချင်းဆိုတဲ့အမြင်နဲ့ပဲတနိုင်ငံနဲ့တနိုင်ငံကြည့်နေခဲ့ကြတာပါတကယ်တော့ဒီပထမကမ္ဘာစစ်အပြီးရရှိလာတဲ့ငြိမ်းချမ်းရေးဆိုတာကဒီပြပုံပေါ်မှာတိဆောက်ထားတဲ့ငြိမ်းချမ်းရေးတစ်ခုသာဖြစ်ပါတယ်ဒီအပေါ်ယံမှာတော့အေဂျင့်တွေလို့ထင်ရပေမဲ့ဒီနောက်ွယ်ကကမ္ဘာနိုင်ငံရေးကစားကွက်တွေကပို့ပြီးတော့ဆိုးရွားတဲ့လမ်းကြောင်းစီကိုပဲတရွေ့ရွေ့ဥတည်သွားနေကြတာပါအားလုံးပဲမင်္ဂလာပါကျွန်တော်လီယွန်ပါ Listen and Think ကနေကြိုးဆိုပါရစေဒီပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်ပွဲကြီးနှစ်ခုကြားကနှစ်ပေါင်း20ဆိုတဲ့ကာလအတွင်းမှာကမ္ဘာနိုင်ငံရေးကဘယ်လိုမျိုးပို့ပြီးတော့ဆိုးရွားလာခဲ့တယ်လေလူသားတွေကဒီကမ္ဘာကိုဖျက်ဆီးပစ်နိုင်လောက်တဲ့ဒုတိယကမ္ဘာစစ်ကြီးဖြစ်အောင်ဘယ်လိုမျိုးပုံဖော်ခဲ့ကြတယ်လဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီလိုနဲ့ပထမကမ္ဘာစစ်ကြီးရဲ့အပြတ်အစည်းတွေပေါ်မှာကမ္ဘာသစ်တစ်ခုကစတင်ပြီးတော့ဒရေဒီလာခဲ့ပါတယ်စစ်ပွဲကြီးမတိုင်ခင်ကဥရောပတိုက်ကိုစိုးမိုးချုပ်ကင်ခဲ့ကြတဲ့ဘီယန်စနစ်နဲ့တာဥဆန်ပိုင်းအင်ပါယာကြီးတွေပျောက်ကွယ်သွားတဲ့အခါမှာဒီနှစ်ပေါင်းရာချီအောင်တည်တံ့ခဲ့တဲ့တည်ငြိမ်နေခဲ့တဲ့ဥရောပရဲ့မြေပုံတွေနဲ့နမိတ်ပိုင်းခြားမှုတွေကလည်းလုံးဝကိုအသက်ပြန်လဲဖြစ်တည်လာပါတယ်ဒီ Empire ကြီးတွေရဲ့ပြုတ်ကွဲမှုတွေကနေပြီးတော့ဒီ Poland ဒီ Czechoslovakia ပြီးတဲ့နောက် Yugoslavia Finland စတဲ့လွတ်လပ်တဲ့နိုင်ငံငယ်လေးတွေအများကြီးပေါ်ပေါက်လာခဲ့ပါတယ်ဒါကအပေါ်ယံကြည့်ရင်တော့ဒီဖိနှိပ်မှုတွေအောက်ကနေလွတ်မြောက်လာတဲ့တိုးတက်မှုအလားအလာလို့ထင်ရစရာရှိပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ဒီမြေပုံအသစ်တွေကငြိမ်းချမ်းရေးရဲ့အဓိကအမှတ်တညာမဟုတ်ဘဲနဲ့ဒီမြေပုံတွေပေါ်ပေါက်လာတဲ့နောက်မှာဒီလိုမျိုးနိုင်ငံတွေအများကြီးပေါ်ပေါက်လာတဲ့နောက်မှာချင်းချင်းနယ်မြေလူပွဲတွေပြီးတဲ့နောက်ဒီလူမျိုးရေးပဏိပခတွေနဲ့သူတို့ရဲ့ရင်ဘတ်ထဲမှာရှိတဲ့မကျေနပ်ချက်တွေကပေါက်ကွဲထွက်လာခဲ့ပါတယ်ဒါကနောင်ကိုဖြစ်ပေါ်လာမယ့်စစ်မြေပြင်အသက်တွေပဲဖြစ်နေကြတာပါပြီးတော့တစ်ဖြစ်ပေါ်လာတဲ့ကမ္ဘာသစ်ကဒီငွေကြေးတနတွေအိုးအိမ်တိုက်တာတွေပျက်စီးသွားရုံနဲ့မကဘဲနဲ့ဒီလူသားတွေရဲ့စိတ်ဓာတ်နဲ့လူမှုစီးပွားဘဝတွေကိုပါအခြေခံကနေဖျက်ဆီးပစ်ခဲ့တာပါစစ်ပွဲပြီးသွားတဲ့ဥရောပနိုင်ငံတွေမှာစီးပွားရေးကလုံးဝကိုပျက်စီးသွားခဲ့ပါတယ်စက်ရုံတွေပျက်စီးကုန်တယ်ဒီလယ်ကွင်းတွေလယ်ယာမြေတွေနဲ့လူနေအိမ်တွေပျက်စီးကုန်ပါတယ်ဒီအတွက်ကြောင့်ဒီလိုလယ်ကွင်းတွေပျက်စီးသွားတဲ့အတွက်ကြောင့်စိုက်ပျိုးရေးကိုလောက်ကင်လို့မရတော့ဘူးအဲ့ဒီနောက်ဒီစီးပွားရေးပြက်ကတ်ဆိုင်လာပြီးငွေကြေးဖောင်းပွားမှုကအဆိုးရွားဆုံးအထိဖြစ်လာခဲ့ပါတယ်ပြည်သူတွေကတနေ့တာစားဝတ်နေရေးအတွက်ငတ်မွတ်ခေါင်းပါမှုဘေးဒုက္ခနဲ့ရင်ဆိုင်ရပါတယ်ဒီလိုမျိုးစာလောင်မွတ်သိမ့်မှုဒီအလုံးလက်မဲ့ဖြစ်မှုတွေနဲ့အတူရန်တန်းမှာဒီနာကြီးမှုတွေပေါ့အထူးသဖြင့်ဒီဂျာမနီလိုနိုင်ငံမျိုးကသူတို့ဒီစစ်ရှုံးတဲ့အတွက်သူတို့ကိုဝိုင်းပြီးဖိနှိပ်ခံရတယ်ဒီအတွက်ကြောင့်အညှို့အတေးတွေအများကြီးသူတို့ရင်ထဲမှာရှိလာပါတယ်ဒီလိုအချက်တွေပေါင်းဆက်သွားတဲ့အခါဒီဥရောပနိုင်ငံတွေကဒီဥရောပမြေပြင်ကြီးတစ်ခုလုံးကဒီအာဏာရှင်ဝါဒတွေထပ်မံပေါက်ဖွာလာဖို့အတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်လာခဲ့ပါတော့တယ်ဒါရင်မကသေးဘူးပေါ့ဒီပထမကမ္ဘာစစ်ကြီးရဲ့အကျိုးဆက်ကြောင့်ပဲဒီတစ်ကမ္ဘာလုံးရဲ့နိုင်ငံရေးအာဏာချိန်ခွင်ရှာကလည်းတမိုင်းမှာတစ်ခါမှမရှိဘူးတဲ့ပုံစံမျိုးနဲ့အကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်
နှစ်ပေါင်းများစွာကဘာကြီးရဲ့ဘိုးချမ်းမဒီသူတို့ကိုသူတို့ကဘာကြီးရဲ့အရှင်သခင်လို့သတ်မှတ်ထားခဲ့တဲ့ဗြိတိန်နဲ့ပြင်သစ်တို့လိုနောက်ဥရောပအင်အားကြီးနိုင်ငံတွေကဒီစစ်ပွဲကြောင့်လူအင်အားငွေအင်အားကုန်ခန်းသွားခဲ့ရလို့ဒီတဖြည်းဖြည်းနဲ့ဒီအာဏာကိုချုပ်ကင်ထားတဲ့နေရာကနေကျဆင်းလာခဲ့ပါပြီအဲ့ဒီနောက်ဒီကဘာကြီးရဲ့အဓိကအာဏာကနောက်ဥရောပရဲ့လက်ထဲကနေအတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ကျော်ပြီးတော့ဒီရှေ့မှာဖြစ်ခဲ့တဲ့ပထမကမ္ဘာစစ်ကြီးကြောင့်ဒီစက်မှုအင်အားရောငွေကြေးပါစီးပွားရေးပါထိပ်ဆုံးကိုရောက်နေတဲ့အမေရိကန်ပြည်ထောင်စုစီကိုရောက်ရှိလာခဲ့ပါတယ်။တစ်ဖက်မှာလည်းဒီရုရှားအင်ပါယာဟောင်းရဲ့ပျက်စီးမှုကနေပြီးတော့ကမ္ဘာကြီးတစ်ခုလုံးကိုထိတ်လန့်တုန်လှုပ်စေမဲ့ဒီဆိုဗီယက်ယူနီယံဆိုတဲ့အင်အားကြီးကွန်မြူနစ်နိုင်ငံကြီးတစ်ခုစတင်နှိုးထလာခဲ့ပါတယ်။ထို့တူဒီအရှေ့အာရှမှာလည်းဒီဂျပန်အင်ပါယာကသူ့ရဲ့စစ်အင်အားကိုတိုးချဲ့ပြီးတော့နယ်ချဲ့ဖို့အတွက်အားတန်လာခဲ့ပါတယ်ဒီလိုမျိုးအတိတ်ကအင်အားကြီးနိုင်ငံတွေအားနည်းသွားခဲ့ပြီးတော့ဒီအနာဂတ်ရဲ့အင်အားကြီးနိုင်ငံအသစ်တွေကမ္ဘာစင်မြင့်ထက်ကိုတက်လာတဲ့ဒီကမ္ဘာသစ်ကအေဂျင့်မှုဆိုတာထပ်ပို့ပြီးတော့ပျက်စီးခြင်းကိုဥတည်နေခဲ့တာပါ1916ခုနှစ်ဇွန်လ28ရက်နေ့ဒီပြင်သစ်နိုင်ငံပါရီမြို့အနီးကခန်းနားထဲဝါလာတဲ့ဒီဗာဆိုင်နန်းတော်ကြီးရဲ့မှန်နှန်းဆောင်ခန်းမကြီးထဲမှာကမ္ဘာသမိုင်းကိုဒုတိယအကြိမ်မြောက်သွေးချောင်းစီးစေမဲ့ကျွန်တော်တို့နာမည်ကျော်ဗာဆိုင်စာချုပ်ကြီးကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်အနာရမဟာမိတ်နိုင်ငံကြီးတွေဖြစ်တဲ့ဒီဗြိတိန်ပြင်သစ်နဲ့အမေရိကန်တို့ကစစ်ပွဲကြီးရဲ့တရားခံဖြစ်ဂျာမနီကိုတဦးတဲ့အပြစ်ပုံချပြီးတော့ဒီဂျာမနီနိုင်ငံကိုဘယ်တော့အခါမှခေါင်းပြန်မထောင်နိုင်အောင်အပြတ်ရှင်းမဲ့ဒီစာချုပ်ကြီးတစ်ခုကိုစုပ်အတင်လက်မှတ်ထိုးခိုင်းခဲ့တာပါဒီစာချုပ်ကငြိမ်းချမ်းရေးစာချုပ်လို့အမိတတ်ထားပေမဲ့ဒီလက်တွေ့မှာတော့စစ်ရှုံးနိုင်ငံတစ်ခုပေါ့ဒီစစ်နိုင်တဲ့လူတွေကစိတ်ကြိုက်အတင်းအဓမ္မဖိနှိပ်ပြီးတော့ဂလက်စားချေတဲ့ညှဉ်းပန်းနှိပ်စက်မှုစာချုပ်ကြီးတစ်ခုဖြစ်နေခဲ့ပါတယ်ဗာဆိုင်စာချုပ်ရဲ့သတ်မှတ်ချက်တွေကဂျာမနီနိုင်ငံအတွက်တော့လုံးဝကိုလူမဆန်တဲ့မတရားမှုတွေဖြစ်ခဲ့ပါတယ်ပထမဆုံးအနေနဲ့ဒီဂျာမနီရဲ့အဖိုးတန်လာတဲ့နယ်မြေ73ရာခိုင်နှုန်းနဲ့အဲ့ဒီနယ်မြေတွေမှာနေထိုင်တဲ့ဂျာမန်လူမျိုးတန်းပေါင်းများစွာကိုဒီအတင်းအဓမ္မခွဲထုတ်ပြီးတော့အိမ်နီးနားချင်းနိုင်ငံတွေကိုခွဲဝေပေးလိုက်ပါတယ်ပြီးတဲ့နောက်ဂျာမနီရဲ့စက်မှုလုပ်ငန်းအတွက်အသက်သွေးကြောဖြစ်တဲ့ကြောင်မီးသွေးနဲ့တန်သက်ထူးထွက်ရှိရာဒေသတွေကိုလည်းပြင်သစ်ကသိမ်းပိုက်လိုက်ပါတယ်ဒါရင်မကသေးပါဘူးဒီနောက်ထပ်ကျူးကျော်စစ်မတိုက်နိုင်အောင်ဆိုပြီးတော့ဒီဂျာမနီရဲ့စစ်အင်အားကိုလည်းအမြင့်ကနေဆွဲနှုတ်ပစ်ခဲ့ပါတယ်ဒီတစ်ချိန်ကကမ္ဘာမှာအကောင်းဆုံးအင်အားအကြီးဆုံးလို့သတ်မှတ်ခဲ့ရတဲ့ဒီဂျာမန်စစ်တပ်ကြီးကိုအင်အားတသိန်းအထိပဲထားရမယ်ဆိုပြီးတော့ကန့်သက်လိုက်ပါတယ်ဒီလေတပ်တင့်ကားတပ်တွေနဲ့ရေငုပ်သင်္ဘောတပ်ဖွဲ့တွေကိုလည်းလုံးဝဖျက်သိမ်းပစ်ခဲ့ပါတယ်ဒါပေမဲ့အဆိုးရွားဆုံးနဲ့ဂျာမနီနိုင်ငံကိုအရှင်လက်လက်အသက်ရှူကျပ်အောင်လှုပ်လိုက်တဲ့အချက်ကတော့ဒီဗာဆိုင်စာချုပ်ရဲ့အပိုက်231မှာပါဝင်တဲ့ဒီစစ်ပွဲအတွက်အပြစ်ရှိမှုဥပဒေပါကျွန်တော်တို့ War Guilt Clause လို့ပဲခေါ်ပါတယ်ဒီစစ်ပွဲကြောင့်ဖြစ်ပွားတဲ့ပျက်စီးမှုအလုံးတိတ်ဆုံးမှုအလုံးဒီဂျာမနီကြောင့်ပဲဖြစ်တယ်ဂျာမနီမှာတာဝန်ရှိတယ်ဆိုတာကိုဂျာမနီကဒီကမ္ဘာရှိမှာအဆက်တကွဲအတိအမှတ်ပြုလက်ခံခဲ့ရပါတယ်အဲ့ဒီအပြစ်တော့စုစုပေါင်းစစ်ရော်ချေအမေရိကန်ဒေါ်လာ33ဘီလီယံလက်ရှိကာလတန်ဖိုးအရဒေါ်လာဘီလီယံရာနဲ့ချီတဲ့ပမာဏကိုပေးရောက်ခိုင်းခဲ့ပါတယ်ဒါကဒီစီးပွားပြက်ကတ်စိုက်ပြီးတော့ပြိုယွင်းနေတဲ့ဂျာမနီနိုင်ငံအတွက်ဘလို့မှမဖြစ်နိုင်တဲ့ဒီအနိုင်ကျင့်တဲ့တောင်းဆိုမှုကြီးဖြစ်ပါတယ်ဂျာမန်ကိုယ်စားလှယ်တွေကဒီစာချုပ်ကိုလက်မခံခြင်းလို့ညှင်းဆန်ခဲ့ကြပေမဲ့ဒီမဟာမိတ်တပ်တွေကစာချုပ်မချုပ်ရင်ဂျာမနီနိုင်ငံတဲကိုဝင်ရောက်ကျူးကျော်ဖျက်ဆီးဖြစ်မယ်လို့ပြောင်ပြောင်တင်းတင်းချိန်ချောက်ခဲ့တဲ့အတွက်ကြောင့်ဒီနောက်ဆုံးမှာတော့ဂျာမနီကကမ္ဘာအလယ်မှာတိတ်ခါတွေအမုံချိခံရရင်းနဲ့ဒီမတရားတဲ့စာချုပ်ကြီးကိုမတက်တာပဲလက်မှတ်ရေးထိုးပေးခဲ့ရပါတယ်ဒီဗာဆိုင်စာချုပ်ကြောင့်ဂျာမန်လူမျိုးတွေကစားစရာမရှိအောင်ငတ်မွတ်ခေါင်းပါလာခဲ့ရသလိုဒီသူတို့ရဲ့ရင်ထဲမှာဒီကဘာကြီးပေါ်နာကြီးမှုဒီသူတို့ရဲ့တိတ်ခါကြမှုတွေနဲ့မကျေနပ်မှုအညိုတေးတွေကတဖြည်းဖြည်းနဲ့အဆိုင်ခဲတစ်ခုဖြစ်လာခဲ့ပါတယ်ကဘာကြီးကဒီဂျာမနီကိုမတရားနိုင်ကျင့်ခဲ့တယ်ဆိုတဲ့အတွေးကဒီဂျာမန်လူငယ်တွေရဲ့သွေးတွေကိုစူပွက်လာစေခဲ့ပါတယ်ဒီလိုမျိုးတိုင်းပြည်တစ်ခုလုံးတိတ်ခါကြပြီးဂလက်စားချီလိုစိတ်ပြင်းပြနေတဲ့ဂျာမန်တွေရဲ့ရင်ဘတ်ကြီးကငါတို့ရဲ့တိတ်ခါကိုငါတို့ကိုယ်တိုင်ဒီငါတို့လက်နဲ့ပြန်ဆယ်မယ်ပြီးတော့ငါတို့ကိုအဆက်ခွဲခဲ့တဲ့ကဘာကြီးကိုဂလက်စားချေမယ်ဆိုပြီးတော့အမြဲတမ်းဟစ်ကြွေးနေခဲ့ပါတယ်ဗာဆိုင်စာချုပ်ကြီးကြောင့်ကမ္ဘာအလယ်မှာအညိုတေးတွေအမုန်းတရားတွေနဲ့စူပွက်နေတဲ့အချိန်မှာနောက်ထပ်ဒီလူသားတွေအချင်းချင်းဆုလိုက်ပြုံလိုက်တပ်ဖြတ်မဲ့ဒီကမ္ဘာစစ်ကြီးဘယ်တော့မှမဖြစ်ပွားစေဖို့အတွက်ရည်ရွယ်ချက်နဲ့ထူးဆန်းတဲ့ကမ္ဘာငြိမ်းချမ်းရေးအဖွဲ့ကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါကတော့ဒီအခုခေတ်ကုလသမဂ္ဂလိုမျိုးပဲဒီနိုင်ငံတွေအများကြီးစုဖွဲ့ထားတဲ့ဒီနိုင်ငံပေါင်းချုပ်အသင်းကြီး The League of Nations ပဲဖြစ်ပါတယ်ဒီဖွဲ့ကြီးကိုစတင်တည်ထောင်ဖို့ဒီ idea ပေးခဲ့တာကတော့ American သမ္မတ Woodrow Wilson ပါသူကကမ္ဘာနိုင်ငံတွေအကုန်လုံးစပွဲဝိုင်းတစ်ခုမှာထိုင်ပြီးတော့ပြဿနာတွေကိုဒီစစ်ရေးနည်းနဲ့မဖြေရှင်းမဲနဲ့နိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးဖြေရှင်းကြဖို့ဒီပြီးတဲ့နောက်မှာအားနည်းတဲ့နိုင်ငံငယ်လေးတွေကိုအင်အားကြီးနိုင်ငံတွေကဒီမတရားကျူးကျော်လာရင်ကမ္ဘာကြီးတစ်ခုလုံးကစုပေါင်းပြီးကာကွယ်ပေးဖို့ဆိုတဲ့ဒီကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့အာသွန်ခွန်ဆိုင်တည်ထောင်ခဲ့တာပါ
ဒါပေမဲ့ဒီစက်ကူပေါ်မှာရေးထားတဲ့လှပတဲ့ဒီအိမ်မက်ကြီးကလက်တွေ့လောကရဲ့ရောက်လာတဲ့အခါမှာတော့ကမ္ဘာသမိုင်းမှာအသုံးမကျဆုံးအားအနည်းဆုံးရုပ်သေးရုပ်အဖွဲ့ကြီးတစ်ခုဖြစ်သွားခဲ့ရပါတယ်ဒါကဘာကြောင့်ပါလဲကျွန်တော်ကြည့်ရရင်အားနည်းချက်တွေအများကြီးရှိပါတယ်ပထမဆုံးအားနည်းချက်ကတော့ဒီအဖွဲ့ကြီးကိုဖြစ်မြောက်ဒီစိတ်ကူးထုတ်ခဲ့တဲ့ American ပြည်ထောင်စုကိုယ်တိုင်ကဒီအဖွဲ့ထဲမှာမပါဝင်ခဲ့ပါဘူး American လွှတ်တော်ကဒီဥရောပတိုက်ရဲ့ရှုပ်ထွေးလာတဲ့စစ်ပွဲနိုင်ငံရေးတွေထဲမှာ American စစ်သားတွေထပ်ပြီးတော့အသက်မသေးစေချင်တော့တဲ့အတွက်ကြောင့်ဒီတဝူးတဲ့ရက်တီတဲ့ဝါဒဂျားနေဝါဒကိုကျင့်သုံးပြီးတော့နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ဝင်ရောက်ဖို့ညှင်းဆန်ပယ်ချလိုက်ပါတယ်ဒီစိတ်ကူးကိုအဓိကအကောင့်ထဲပေါ်တဲ့ဒီအင်အားကြီးဆုံးဖြစ်တဲ့ American မပါဝင်တဲ့ငြိမ်းချမ်းရေးအဖွဲ့ကြီးကစရဲရကိုလွဲမှားနေကြတာပါနောက်ထပ်ဒုတိယအားနည်းချက်ကတော့ဒီအဖွဲ့ကြီးမှာကမ္ဘာခေါင်းဆောင်ကြီးတွေလိုစကားပြောပိုင်ခွင့်ပဲရှိပြီးတော့ဒီရန်ပွဲကိုဝင်ပြီးတားပေးမဲ့ကိုပိုင်လက်နက်ကင်တတ်မရှိတာပါဒီအဖွဲ့ဝင်နိုင်ငံကြီးတွေဖြစ်တဲ့ Britain နဲ့ပြင်သစ်တွေကဒီကိုတိုင်းပြည်စီးပွားရေးပြက်ပြားနေတာဒီကိုယ့်ရဲ့နိုင်ငံပြည်တွင်းရေးကိုပဲအာရုံစိုက်နေရလို့ဒီနိုင်ငံပေါင်းချုပ်အသင်းကြီးအတွက်ဒီစစ်သားတွေလက်နက်တွေထုံမပေးကြကြပါဘူးဒါကြောင့်ဒီအင်အားကြီးအာဏာရှင်နိုင်ငံတစ်ခုကအားနည်းတဲ့တိုင်းပြည်တစ်ခုကိုပြောင်ပြောင်တင်းတင်းကျူးကျော်တိုက်ခိုက်တဲ့အခါမှာနိုင်ငံပေါင်းချုပ်အသင်းကြီးကဒီလိုမျိုးသူတို့ရဲ့လက်နက်ကင်တပ်ကိုလွှတ်ပြီးတော့မတားဆီးနိုင်ဘဲနဲ့ဒါကစာရွက်ပေါ်မှာပဲဒါကမတရားဘူးဒါကိုရှုံချပါတယ်ဆိုပြီးတော့ဒီစာထုတ်ယုံဒီအော်ပြောယုံကလွယ်လို့ဘာမှမတတ်နိုင်ပါဘူးလက်တွေ့မှာလည်းဒီအဖွဲ့ကြီးရဲ့အားနည်းချက်ကိုသိသွားတဲ့ဒီအီတလီဂျာမနီနဲ့ဂျပန်တို့လိုအာဏာရှင်ဖက်စစ်နိုင်ငံတွေကနိုင်ငံပေါင်းချုပ်အသင်းကြီးကိုလုံးဝဂရုမစိုက်တော့ဘဲနဲ့ဒီတရုတ်နိုင်ငံမန်ချူရီးယားဒေသကိုကျူးကျော်တာဒီအာဖရိကကအီသီယိုးပီးယားနိုင်ငံကိုဒီနိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ရှေ့မှာတင်ဒုံးမြန်တွေစိတ်ငွေတွေနဲ့လူမဆန်စာဝင်ရောက်သိမ်းပိုက်တာတွေကိုစိတ်ကြိုက်ကျူးလွန်ခဲ့ကြပါတယ်အဖွဲ့ကြီးကဒါကိုဝင်တားတဲ့အခါမှာတော့အာဏာရှင်နိုင်ငံတွေကဒီနိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ကနေအသီးသီးအလွယ်တကူနှုတ်ထွက်သွားကြပြီးတော့စစ်ပွဲကိုဆက်တိုက်ခဲ့ကြပါတယ်နိုင်ငံပေါင်းချုပ်အသင်းကြီးကဒီအာဏာရှင်တွေရဲ့ကျူးကျော်စစ်ကိုဟန်တားဖို့နေနေတာဒီကိုယ့်အဖွဲ့ဝင်နိုင်ငံတွေကိုတောင်စီးရုံးနိုင်စွမ်းမရှိတဲ့ဒီသွားမရှိတဲ့ချင်းသေးအိုကြီးတစ်ကောင်နဲ့တူပါတယ်ကမ္ဘာငြိမ်းချမ်းရေးကိုထိန်းသိမ်းရမယ်အဓိကအဖွဲ့အစည်းကြီးကဒီရုပ်သေးရုပ်လိုအရေးချင်းမရှိဖြစ်နေတာကိုအာဏာရှင်တွေကတည်တည်ချာချာသိတဲ့အတွက်ဒီပေါ့သူတို့ဘာပဲစိတ်ကြိုက်လှုပ်ချင်တာလှုပ်လို့သူတို့ကိုဘယ်သူမှလာပြီးတော့မတားနိုင်ဘူးဆိုတဲ့စိတ်နဲ့ဒီကမ္ဘာကြီးကိုဒုတိယကမ္ဘာစစ်စီတွန်းပို့ဖို့အတွက်သူတို့အစဉ်သင့်ဖြစ်နေခဲ့ပါပြီ1920ပြည့်လွန်နှစ်တွေမှာတော့ပထမကမ္ဘာစစ်ကြီးရဲ့ဒဏ်ရာတွေကတဖြည်းဖြည်းတက်တာလာလို့ထင်ရပြီးတော့ကမ္ဘာကြီးကပြန်လဲဆိုပြေလာခဲ့ပါတယ်အထူးသဖြင့် American ပြည်ထောင်စုမှာဆိုရင် The Roaring Twenties လို့ခေါ်တဲ့ဒီ jazz guitar တွေပါတီပွဲတွေနဲ့အတူနိုင်ငံရဲ့စီးပွားရေးကအင်မတန်ကိုကောင်းမွန်လာခဲ့ပါတယ်လူတိုင်းကဒီ stock ဈေးကွက်ထဲကိုငွေတွေပုံအောရင်းကြတယ်ပြီးရနောက်ချမ်းသာကြွယ်ဝမှုတွေကိုအိမ်မက်မက်ခဲ့ကြပါတယ်ဒါပေမဲ့ဒီလူသားတွေရဲ့အတော်မတတ်နိုင်တဲ့လောဘနဲ့ပေါ်ဆမှုတွေကြောင့်ဒီလှပတဲ့ရွှေရောင်အိမ်မက်ကြီးက1929ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာတော့ဒီသမိုင်းမှာအဆိုးရွားဆုံးဖြစ်ရအနေနဲ့ဖြစ်ပေါ်လာခဲ့ပါတော့တယ်။အဲ့ဒီနေ့ကိုသမိုင်းမှာဒီ Black Thursday လို့ကျွန်တော်တို့ခေါ်ဆိုကြပါတယ်။ American နိုင်ငံ New York မြို့က Wall Street Stock ဈေးကွက်ကြီးကဘယ်သူမှမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ကမောက်ကမဖြစ်ပြီးတော့ပြိုလဲကျသွားခဲ့ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲလူသန်းပေါင်းများစွာရဲ့အရင်းနှီးတွေစုဆောင်းငွေတွေကစက်ကူစုပ်ပေါ်ရောက်သွားခဲ့ရပါတယ်။ဘဏ်ပေါင်းထောင်နဲ့ချီပြီးတော့တကားပိတ်လိုက်ကြရတယ်လို့စက်ရုံကြီးတွေကလည်းချက်ချင်းသူတို့ရဲ့လုပ်ငန်းခွင်တွေကိုရပ်ဆိုင်းပစ်လိုက်ရပါတယ်။ဒါကဒီ American နိုင်ငံတစ်ခုတည်းရဲ့ပြဿနာမဟုတ်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာ American ကဥရောပနိုင်ငံတွေကိုငွေချေးပြီးကမ္ဘာစီးပွားရေးကိုမောင်းနှင်နေတဲ့အဓိကနိုင်ငံကြီးဖြစ်နေတဲ့အတွက်ကြောင့်ဒီလို American စီးပွားရေးပြိုလဲသွားတဲ့အခါဒီ American နဲ့ပတ်သက်နေတဲ့ကမ္ဘာလုံးကဒီစီးပွားရေးလုပ်ငန်းတွေကဒီ domino ကွက်တွေလို့တစ်ခုပြီးတစ်ခုပြိုလဲကုန်ပါတယ်။ဒါကိုကျွန်တော်တို့ The Great Depression လို့ခေါ်ပါတယ်။ကမ္ဘာစီးပွားပြက်ကက်ကြီးပါ။ဒီစီးပွားပြက်ကက်ကြီးရဲ့အနိဋ္ဌာယုံကကမ္ဘာတဝန်းကတာမန်ပြည်သူတွေရဲ့မိဖို့ကြောင့်တဲ့အထီကိုရိုက်ခတ်ခဲ့ပါတယ်။ဥရောပနဲ့ American တခွင်မှာလှုပ်လက်မဲ့ဥယေကဒီတန်းပေါင်းများစွာအထီစံချိန်တင်မြင့်တက်သွားခဲ့ပါတယ်။တစ်ချိန်ကဒီကုန်းအင်းကြီးအလန်းစားတွေဝစ်ပြီးတော့ရုံတက်ခဲ့တဲ့လူလက်တန်းစားတွေကဒီအခုအချိန်မှာတော့ဒီလမ်းဘေးမှာစွပ်ပြုတ်တစ်ခွက်လက်ကားရဖို့အတွက်ကိုမိုင်ပေါင်းများစွာတန်းစီဆောင်ဆိုင်နေရတဲ့ဘဝတွေကိုရောက်သွားခဲ့ရပါတယ်။မိဘတွေကသားသမီးတွေကိုကျွေးစရာမရှိလို့ငိုကြွေးနေခဲ့ရပြီးတော့ဒီတိုင်းပြည်အနှံ့မှာလည်းစာလောင်မွတ်သိမ့်မှုဒီအင်ဂျင်ယာမဲ့တွေများပြားလာမှုဘေးဒုက္ခတွေကိုရင်ဆိုင်နေကြရပါတယ်။ဒီလိုမျိုးစာဝင်နေရေးအကျက်တဲဆိုင်သွားတဲ့အခါဒီလူသားတွေရဲ့စိတ်ထဲမှာလက်ရှိအုပ်ချုပ်နေတဲ့ဒီမိုကရေစီအစိုးရတွေပေါ်ယုံကြည်မှုပြတ်ပြားသွားခဲ့ရပါတယ်။ဒီမိုကရေစီကငါတို့ကိုထမင်းမကျွေးနိုင်ဘူးလွတ်လပ်ခွင့်တွေကငါတို့ဘိုက်ကိုမပြည့်စေဘူးဆိုတဲ့အတွေးတွေပြည်သူတွေရဲ့ရင်ထဲမှာစတင်ဝင်ရောက်လာခဲ့ပါတယ်။လူတွေကစားရမယ်တောက်ရမယ်ဘဝမှာလမ်းပြောင်းနေတဲ့အခါဒီတိုင်းပြည်ကိုလက်နက်အားကိုနဲ့ပြက်ပြက်သားသားလမ်းပြပေးမဲ့ဒီကက်တင်ရှင်အာနာရှင်တွေကိုမျှော်လင့်တန်းတာလာကြပါတယ်။ကမ္ဘာစီးပွားပြက်ကက်ကြီးမတိုင်ခင်တည်းကဥရောပတိုက်ရဲ့တောင်ပိုင်းအီတလီနိုင်ငံမှာတော့ဒီကမ္ဘာကြီးကိုဒုတိယအချိန်မြောက်သွေးချောင်းစီးစေမဲ့ဒီအဆိုးဆုံးဝါရကြီးတစ်ခုကအမြင့်တွေရှင်သန်နေခဲ့ပါပြီ။အဲ့ဒီဝါရကတော့တခြားမဟုတ်ပါဘူးကျွန်တော်တို့အားလုံးသိတဲ့ဒီကမ္ဘာသမိုင်းတစ်လျှောက်မှာအလွန်တရာရက်ဆက်ကြမ်းကြုတ်လာပါတယ်ဆိုတဲ့ဖက်စစ်ဝါရပဲဖြစ်ပါတယ်
ဒီနေရာမှာတမိုင်းရဲ့ထူးဆန်းတဲ့အလှည့်အပြောင်းတစ်ခုကိုကျွန်တော်တို့သတိပြုရပါမယ်။အီတလီနိုင်ငံကဂျာမနီလိုပဲဆက်ရှုံးတဲ့နိုင်ငံမဟုတ်ပါဘူး။သူတို့ကပထမကမ္ဘာစစ်မှာစစ်နိုင်ခဲ့ပါတယ်။သူတို့ကဒီပထမကမ္ဘာစစ်တုန်းကအနိုင်ရခဲ့တဲ့မဟာမိတ်တပ်ပေါင်းစုဘက်ကနေအသက်သွေးချွေးအမြောက်အများဆုံးရှုံးခံပြီးပါဝင်တိုက်ခိုက်ခဲ့တဲ့စစ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့သူတို့ဒီလိုမျိုးရင်းနှီးခဲ့တဲ့အရာတွေကအလားအသက်ဖြစ်ခဲ့တာပါ။စစ်ပြီးလို့ဘာဆိုင်စာချုပ်ချုပ်တဲ့အခါမှာဒီအနိုင်ရတဲ့ဗြိတိန်နဲ့ပြင်သစ်နိုင်ငံတွေကအီတလီကိုဂရိပေးထားတဲ့အတိုင်းနယ်မြေသစ်တွေဒီအကျိုးမြတ်တွေကိုလုံးဝခွဲမပေးဘဲနဲ့မျက်ကွယ်ပြုပြီးတော့ဘေးဖယ်ထားခဲ့ကြပါတယ်။ဒီအချက်ကပဲအီတလီပြည်သူတွေရဲ့ရင်ထဲမှာပြင်းထန်တဲ့မကျေနပ်မှုနဲ့နာကျည်းမှုတွေကိုမွေးဖွားပေးလိုက်ပါတယ်။ဒီငါတို့တိုင်းပြည်ကစစ်နိုင်ခဲ့တာဒါပေမဲ့ဒီငါတို့စစ်နိုင်ခဲ့ပေမဲ့ငါတို့ရလိုက်တာကဒီအကျွေးတွေနဲ့ပျက်စီးခြင်းတွေပဲငါတို့လူမျိုးငါတို့နိုင်ငံစစ်သားတွေရဲ့အသက်တွေရင်းနှီးမှုတွေပဲကဘာကြီးကငါတို့ကိုအဆက်ခွဲလိုက်ပြီဆိုတဲ့အတွေ့တွေနေရာအနှံ့လွှမ်းမိုးသွားခဲ့ပါတယ်။တိုင်းပြည်မှာစီးပွားရေးကပြက်ဒီအလုတ်လက်မဲ့တွေကပေါ်လူမှုရေးမငြိမ်မသက်မှုတွေနဲ့အတူရောမမြို့တော်ကြီးကအင်မတန်ဆိုးရွားနေခဲ့ပါတယ်။ဒီလိုမျိုးစိတ်ပြတ်အားငယ်ပြီးဒေါသထွက်နေတဲ့အီတလီပြည်သူတွေရဲ့ရှေ့မောက်စီကိုသတင်းစာဆရာဟောင်းတဦးဖြစ်ပြီးစကားပြောအလွန်ကောင်းတဲ့ဒီနိုင်ငံရေးမှာအင်မတန်လူလဲကြရလို့ကျွန်တော်တို့ပြောလို့ရတဲ့ဘီနီတိုမူဆိုလီနီဆိုတဲ့လူတယောက်ဝင်ရောက်လာခဲ့ပါတယ်။မူဆိုလီနီကဒီပြည်သူတွေရဲ့ဒေါသနဲ့နာကျည်းမှုကိုအသုံးချပြီးတော့ဖက်စစ်ပါတီကိုတည်ထောင်ခဲ့ပါတယ်။သူကဒီအီတလီပြည်သူတွေကိုအင်မတန်ဒီပြင်းထန်လာတဲ့အမျိုးသားရေးဝါဒ nationalism မိုင်းတွေကိုဒရဇက်ဝါဒဖြန့်ပါတယ်။မူဆိုလီနီကဒီအီတလီလူမျိုးတွေကတာမန်လူမျိုးတွေမဟုတ်ဘူး။ငါတို့ကကဘာကြီးကိုတစ်ချိန်ကဒူးထောက်စေခဲ့တဲ့ဒီခန္ဓာကြီးကျယ်လာတဲ့ရောမအင်ပါယာကြီးရဲ့သွေးတွေစီးဆင်းနေတဲ့အမျိုးနွယ်တွေဖြစ်တယ်ငါတို့ရဲ့ပျောက်ဆုံးသွားတဲ့ဂုံတိတ်ခါကိုငါပြန်ဆယ်ပေးမယ်ဒီရောမအင်ပါယာကြီးရဲ့ခန္ဓာမှုကိုငါပြန်လဲတိဆောက်ပြမယ်ဆိုပြီးပြည်သူတွေရဲ့စိတ်ကိုနှိုးဆွခဲ့ပါတယ်တစ်ဖက်မှာလည်းဒီ Black Shark လို့ခေါ်တဲ့သူ့ရဲ့ကိုယ်ပိုင်လက်နက်ကင်လူမိုက်အဖွဲ့ကိုတုံးပြီးတော့ဒီသူ့ကိုဆန့်ကျင်တဲ့နိုင်ငံရေးသမားတွေကိုဒီလမ်းမပေါ်မှာရင်ဒီပြောင်ပြောင်တင်းတင်းတပ်ဖြတ်တာနှိပ်စက်တာတွေကိုလူမဆန်စွာပြုလုပ်ခဲ့ပါတယ်နောက်ဆုံးမှာတော့1922ခုနှစ်အောက်တိုဘာလမှာမူဆိုလီနီကသူ့ရဲ့ဒီ Black Shark လူမိုက်တပ်သားတောင်းပေါင်းများစွာကိုဒီအုပ်စုဖွဲ့စေပြီးတော့ရောမမြို့တော်စီကိုခြိတက်တဲ့ဒီ March on Rome လို့ခေါ်တဲ့အာနာသိန်းစစ်ချီပွဲကြီးပြုလုပ်ခဲ့ပါတယ်။ထိတ်လန့်တုန်လှုပ်သွားတဲ့အီတလီဘီယံကစစ်ပွဲမဖြစ်ချင်တာကြောင့်မူဆိုလီနီကိုဝန်ကြီးချုပ်အဖြစ်အလွယ်တကူခန့်အပ်လိုက်ရပါတော့တယ်။အာနာယကာစမှာဝန်ကြီးချုပ်အဖြစ်ဟန်ဆောင်ခဲ့ပေမဲ့မကြာခင်မှာပဲမူဆိုလီနီကဒီမိုကရေစီစနစ်ကိုဖျက်သိမ်းပစ်လိုက်တယ်။ပြီးတဲ့နောက်တိုက်ခံပါတီတွေကိုဖျက်သိမ်းပစ်ပြီးတော့ကိုဒီအာနာရှင်အဖြစ်ပြောင်းချညာပြီးတော့ကမ္ဘာပထမအဆုံးသောဖက်စစ်အစိုးရကိုတည်ထောင်လိုက်ပါတော့တယ်။ဒီလိုနဲ့မူဆိုလီနီကအီတလီနိုင်ငံကိုတမဏိစီးမြင့်တွေနဲ့စတင်ချုပ်ကင်ပြီးတော့ကမ္ဘာဖက်စစ်စင်မြင့်ထက်ကိုရောက်ရှိလာခဲ့ပါတယ်။မူဆိုလီနီရဲ့ဒီအာဏာသိမ်းမှုကဥရောပတခွင်ကစိတ်သက်ကြနေတဲ့အစွန်းရောက်သမားတွေအတွက်အတူယူစရာလမ်းပြမြေပုံကြီးဖြစ်သွားခဲ့ပါတယ်။အထူးသဖြင့်ဂျာမနီနိုင်ငံက Adolf Hitler ကဒီမူဆိုလီနီရဲ့ဒီဖက်စစ်လမ်းစဉ်တွေစစ်ချီပုံတွေမှိုင်းတိုက်ပုံတွေကိုတည်တည်ချာချာလေ့လာပြီးတော့ငါလည်းပဲမူဆိုလီနီရဲ့လမ်းစဉ်ကိုလိုက်ပြီးလုပ်ရမယ်ဆိုတဲ့စိတ်နဲ့ပြင်ဆင်နေခဲ့ပါတယ်။ဒီလိုနဲ့ဒီဖက်စစ်ဝါဒကဥရောပတောင်ပိုင်းမှာစတင်အသက်ဝင်လာခဲ့ပါတယ်။အီတလီမှာဒီလိုမျိုးဖက်စစ်ဝါဒအောင်ပွဲခံနေတဲ့အချိန်မှာဥရောပလယ်ပိုင်းကဂျာမနီနိုင်ငံမှာတော့ကမ္ဘာသမိုင်းတစ်လျှောက်ကြောက်စရာအကောင်းဆုံးအမှောင်မိုက်ဆုံးမျိုးတုံးသက်ဖြတ်မှုကြီးကိုဥဆောင်မဲ့ကျွန်တော်တို့ရဲ့ကမ္ဘာကျော်နာဇီဝါဒနဲ့ Adolf Hitler တို့ကသမိုင်းစင်မြင့်ထက်ကိုဝင်ရောက်ဖို့အချိန်ကြာရောက်လာခဲ့ပါတယ်။1930ဝန်းကျင်ဂျာမနီနိုင်ငံရဲ့အခြေအနေကဒီအင်မတန်ကိုဆိုးရွားနေကြတာပါ။ဗာဆိုင်စာချုပ်ရဲ့မတရားတဲ့စစ်ရောဂျေးတွေအပြင်1929ခုနှစ်ကမ္ဘာစီးပွားပြက်ကတ်ကြီးပါသူတို့ကိုထပ်ဆင့်ရိုက်ခတ်လိုက်တဲ့အခါမှာဒီဂျာမနီရဲ့ငွေကြေးဖြစ်တဲ့ဒီဂျာမန်မတ်ငွေကလုံးဝတန်ဖိုးမရှိတဲ့စက္ကူစုပ်ဘဝကိုရောက်သွားခဲ့ရပါတယ်။ငွေကြေးဖောင်းပွားမှုကဘယ်လောက်ထိဆိုးသွားလဲဆိုရင်ပေါင်မုတ်တစ်လုံးဝယ်ဖို့အတွက်ဒီပတ်စံတွေကိုလက်တွန်းလဲနဲ့တိုက်ပြီးတော့သွားဝယ်ရတဲ့အထိပါပဲ။ကလေးတွေကလမ်းဘေးမှာပတ်စံတုပ်တွေကိုအိမ်ဆောက်တန်းကစားစရာအတုံးတွေဖြစ်စော့ကစားနေကြပါတယ်။ပြည်သူတန်းပေါင်းများစွာအလုံးလက်မဲ့ဖြစ်ပြီးငတ်မွတ်ခေါင်းပါလာခဲ့ကြပါတယ်။ဒီလိုတိုင်းပြည်ကြီးတစ်ခုလုံးစိတ်ပြတ်အားငယ်ပြီးလမ်းပြောင်းနေတဲ့အချိန်မှာပဲလောကကြီးတစ်ခုလုံးကိုမုန်းတိနေတဲ့ဒီဂျာမန်စစ်ပြန်ဟောင်းပြီးတဲ့နောက်ဒီစကားပြောအလွန်ကောင်းအလွန်ထက်မြက်ပြီးတော့လူလူကိုဒီစိတ်ပိုင်းဆိုင်ရာအရာဆွဲဆောင်နိုင်တဲ့ Adolf Hitler ကနိုင်ငံရေးဇာတ်ခုံပေါ်ကိုရောက်ရှိလာခဲ့ပါတယ်။ Hitler ကငတ်မွတ်နေတဲ့ဂျာမန်ပြည်သူတွေကိုမှိုင်းတိုက်ပါတော့တယ်။သူကဂျာမနီနိုင်ငံဒီလိုဖြစ်ရတာငါတို့ညံ့လို့မဟုတ်ဘူး။ဒီဗာဆိုင်စာချုပ်ကြောင့်ဖြစ်တယ်။ငါတို့တိုင်းပြည်ကိုနောက်ွယ်ကနေသစ္စာဖောက်ပြီးစီးပွားရေးကိုချုပ်ကင်ထားတာကဂျူးလူမျိုးတွေဖြစ်တယ်။ဆိုပြီးပြည်သူတွေရဲ့ရင်ထဲကိုအမုန်းတရားမျိုးစေ့တွေရိုက်ထည့်ခဲ့ပါတယ်။ဒါရင်မကပဲနဲ့ဒီဂျာမန်တွေကအာရီယန်မျိုးနွယ်စုတွေဖြစ်တယ်ဒီအာရီယန်မျိုးနွယ်စုတွေဖြစ်တဲ့ဂျာမန်တွေကကမ္ဘာမှာအမြင့်မြတ်ဆုံးသွေးအတန့်ဆုံးလူသားတွေဖြစ်ပြီးကမ္ဘာကြီးကိုစိုးမိုးတဲ့လူတွေဖြစ်တယ်ဆိုတဲ့အမျိုးသားရေးမာမာနကိုနှိုးဆွပေးခဲ့ပါတယ်ဟစ်တလာရဲ့နာဇီပါတီကပြည်သူတွေကိုဆွဲဆောင်တဲ့ဆောင်ပုဒ်ကရိုးရိုးလေးပါငါ့ကိုအာဏာပေးပါငါမင်းတို့ကိုအလုတ်ကင်တွေပြန်ပေးမယ်
မင်းတို့ကိုဘိုက်ပြေးစေမယ်ပြီးတော့ဂျာမနီကိုကမ္ဘာထိပ်ဆုံးအဆင့်ကိုပြန်ပို့ပေးမယ်ဆိုတဲ့မျှော်လင့်ချက်တွေပါငတ်မပြီးမျှော်လင့်ချက်မဲ့နေတဲ့ပြည်သူတွေဖို့တော့ဒီဟစ်တလာရဲ့စကားလုံးတွေကကောင်းငင်ဘုံကကြလာတဲ့ဒီကက်တန်ရှင်ရဲ့အတန်လိုဖြစ်နေကြတာပါဒီနေရာမှာအန်ဩစရာကောင်းတဲ့သမိုင်းအချက်လက်ကတော့ဟစ်တလာကအာဏာကိုဒီတနက်နဲ့အတ္တမလူယူခဲ့တာမျိုးမဟုတ်ဘူးဗျသူကဒီပြည်သူတွေရဲ့ထောက်ခံမဲတွေနဲ့ဒီမိုကရေစီနီးလန်းတိုင်းအာဏာရလာခဲ့တာဖြစ်ပါတယ်1932ခုနှစ်ရွေးကောက်ပွဲမှာနာဇီပါတီကဂျာမနီလွှတ်တော်မှာအမတ်နေရာအများဆုံးရရှိခဲ့ပြီးတော့1933ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာတော့ဟစ်တလာကဂျာမနီရဲ့ဝန်ကြီးချုပ်အဖြစ်တရားဝင်ကျမ်းသစ္စာဆိုပြီးတော့ဝန်ကြီးချုပ်နေရာကိုရရှိလာခဲ့တာဖြစ်ပါတယ်အာဏာရပြီးတာနဲ့တပြိုင်နက်ဟစ်တလာကသူ့ရဲ့ဒီဖက်စစ်မျက်နှာဖုံးကိုဖွင့်ချလိုက်ပါတယ်လွှတ်တော်အဆောက်အဦကိုလျှို့ဝှက်မီးရှို့ပြီးတော့ဒီမီးရှို့မှုကြီးကကွန်မြူနစ်တွေလောက်တာပါဆိုပြီးတော့အကွက်ဆင်ပါတယ်ပြီးတဲ့နောက်နိုင်ငံကိုရေးပေါ်ချင်းနေကျင်းကြတယ်ကွန်မြူနစ်တွေကိုသူနှိမ်နှင်းနေပေါ့ဒီမိုကရေစီစနစ်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆုတ်ဖြဲပစ်လိုက်တယ်အတိုက်ခံပါတီအားလုံးကိုပိတ်ပစ်တယ်ဖမ်းဆီးတပ်ဖြတ်နှိမ်နှင်းတယ်နိုင်ငံရေးသမားတွေကိုအချင်းစခန်းတွေထဲထည့်ပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့ဒီသမ္မတကြီးဟီဒင်ဘတ်ကွယ်လွန်တဲ့အခါဝန်ကြီးချုပ်ရောသမ္မတရာထူးကိုပါပူးတွဲယူပြီးတော့ဒီသူ့ကိုယ်သူဒီခေါင်းဆောင်ကြီးပေါ့နိုင်ငံရဲ့တဦးရဲသောအရှင်သခင်ခေါင်းဆောင်ကြီးအဖြစ်ကြေညာခဲ့ပါတယ်ပြီးတဲ့နောက်သူကဂျာမနီနိုင်ငံကိုတတိယမြောက်ဒီဂျာမန်အင်ပါယာအဖြစ်သမိုင်းသစ်ရေးထိုးဖို့အတွက်ပြင်ဆင်ပါတယ်ဟစ်တလာကဂရီအတိုင်းစက်ရုံတွေအမြန်ဖွင့်တယ်ဒီလမ်းမကြီးတွေဖောက်လုပ်တယ်စစ်လက်နက်တွေကိုတရားဝင်ဒရက်ဆက်အများပြားထုတ်လုပ်ပြီးတော့အလုံးလက်မဲ့ပြဿနာကိုဖြေရှင်းလိုက်တဲ့အတွက်ကြောင့်ဒီဂျာမန်လူမျိုးတွေကဟစ်တလာကိုဖျားသခင်လို့ကိုးကွယ်လာကြပါတော့တယ်ဒါပေမဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာတော့ဂျာမနီနိုင်ငံကကမ္ဘာကြီးတစ်ခုလုံးကိုမီးဟုံးဟုံးတောက်စေမဲ့ဂျူးလူမျိုးတန်ပေါင်းများစွာကိုသွေးအေးနဲ့ရရဆက်ဆက်တပ်ဖြတ်မဲ့ရန်ရာကြီးတစ်ခုအဖြစ်တဖြည်းဖြည်းချင်းဥတည်နေခဲ့ပါပြီဥရောပရဲ့တစ်ဖက်ချမ်းမှာဖက်စစ်ဝါဒနဲ့နာဇီဝါဒတွေအားကောင်းနေတဲ့အချိန်မှာဒီဥရောပရဲ့အရှေ့ပိုင်းမှာတော့ကမ္ဘာနိုင်ငံရေးအခင်းကျင်းကိုအကြီးကျယ်ကင်လှုံ့မဲ့တခြားသောအာဏာရှင်နိုင်ငံကြီးတစ်ခုကလည်းနှုတ်ထနေခဲ့ပါပြီအဲ့ဒါကတော့ရုရှားအင်ပါယာရဲ့ပျက်စီးမှုတွေပေါ်မှာပေါ်ပေါက်လာတဲ့ဒီကွန်မြူနစ်ဝါဒနဲ့အခြေတည်ထားတဲ့ဆိုဗီယက်ပြည်ထောင်စုကြီးဖြစ်ပါတယ်ဒီသမိုင်းမှာကြောက်စရာအကောင်ဆုံးသမ္မတအာဏာရှင်ဂျိုးဆက်စတာလင်ကအဲ့ဒီအချိန်မှာဆိုဗီယက်ပြည်ထောင်စုကိုအုပ်ချုပ်နေခဲ့တာပါ1924ခုနှစ်မှာဆိုဗီယက်ယူနီယံရဲ့ပထမအဦးဆုံးသောကွန်မြူနစ်ခေါင်းဆောင်ကြီးဗလာဒီမီယာလီနင်ကွယ်လွန်သွားတဲ့အခါပါတီတွင်းမှာဘယ်သူမှမထင်မှတ်ထားတဲ့နိုင်ငံရေးကစားကွက်တွေအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်လီနင်ကသူ့ရဲ့နောက်ဆုံးဆန္ဒဒီသေတန်းစာထဲမှာစတာလင်ကိုအာဏာမပေးဖို့သူကဒီအရန်ကိုရက်ဆက်ပြီးတော့အာဏာမတ်လွန်းတယ်လို့သတိပေးတဲ့အကြောင်းတွေရေးခဲ့ပါတယ်လိမ္မာပါနှက်တဲ့စတာလင်ကဒီပါတီရင်းကပြိုင်ဘက်တွေဖြစ်တဲ့ဒီလီယွန်ထရော့စကီတို့လိုထိပ်တန်းခေါင်းဆောင်တွေကိုသစ္စာပေါက်အဖြစ်ဆွဆွဲပြီးတဲ့နောက်တိုင်းပြည်ကနေမောင်းထုတ်ပြီးတော့ဆိုဗီယက်ပြည်ထောင်စုရဲ့အမြင့်ဆုံးအာဏာကိုအတင်းအဓမ္မရယူခဲ့ပါတယ်စတာလင်အာဏာရလာတဲ့အချိန်မှာဆိုဗီယက်ပြည်ထောင်စုကအနောက်နိုင်ငံတွေနဲ့ရှင်ရင်ရာစုနှစ်ဝက်လောက်နောက်ကျကျန်နေခဲ့တဲ့ဒီခက်နောက်ကျလာတဲ့လေယာစိုက်ပျိုးရေးတိုင်းပြည်သက်သက်ပဲရှိပါသေးတယ်ဒါကိုစတာလင်ကဒီကမ္ဘာရှေ့မှောက်မှာတမိုင်းဝင်စကားတစ်ခုပြပြတသားပြောခဲ့ပူပါတယ်ငါတို့ကဒီအနောက်နိုင်ငံတွေရဲ့နောက်မှာနှစ်ပေါင်း90ကနေ100လောက်နောက်ကျနေတယ်ဆိုတော့ဒီကွာဟာချက်ကို10နှစ်အတွင်းအမိလိုက်ရမယ်မလိုက်နိုင်ရင်တို့ငါတို့ကိုဖျက်ဆီးပစ်လိုက်မယ်လို့ပြောခဲ့တာပါတိုင်းပြည်ကိုအမြန်ဆုံးစက်မှုအင်အားကြီးနိုင်ငံဖြစ်အောင်ပြောင်းလဲဖို့အတွက်စတာလင်က9နှစ်စီမံကိန်းကိုအတင်းအဓမ္မချမှတ်ခဲ့ပါတယ်သူကလယ်သမားတွေပိုင်ဆိုင်တဲ့မြေခွက်တွေကျွဲနွားတွေကိုဒီကွန်မြူနစ်ပါတီပိုင်ဒီကော်မတီပိုင်လေယာစနစ်ဆိုပြီးတော့စစ်တပ်နဲ့အတင်းအဓမ္မကျူးကျော်သိမ်းပိုက်ပါတယ်အစိုးရခိုင်းတဲ့အတိုင်းမလုပ်တဲ့ဒီကောက်ပဲသီးနှံတွေကိုအစိုးရလက်ထဲမှာအပ်ချင်တဲ့လယ်သမားတန်းပေါင်းများစွာကိုသစ္စာပေါက်တွေအဖြစ်သတ်မှတ်ပြီးအဲ့ဒီသူတို့ရဲ့နေရာမှာတွင်ကွက်မြက်ပစ်ခဲ့သလိုဒီဆိုက်ဘေးရီးယားကဒီဂူလပ်လို့ခေါ်တဲ့လူမဆန်တဲ့နှိပ်စက်ရေးအကျဉ်းစခန်းတွေကိုပို့ပစ်ခဲ့ပါတယ်ဒီလိုမျိုးစိုက်ပျိုးရေးစနစ်ကိုအတင်းအဓမ္မပြောင်းလဲပစ်လိုက်တဲ့အကျိုးဆက်ကြောင့်1932ဝန်းကျင်မှာယူကရိန်းဒေသအပါအဝင်ဆိုဗီယက်ပြည်တွင်းမှာဒီသမိုင်းမှာအစိုးရဆုံးဒီငတ်မော့ခေါင်းပါမှုဘေးဒီဟိုလိုဒိုမိုဆိုတဲ့ဒီငတ်မော့ခေါင်းပါမှုဘေးကြီးဖြစ်ပွားခဲ့ပြီးတော့ပြစ်မဲ့ပြည်သူတန်းပေါင်းများစွာကဒီလမ်းဘေးမှာတင်အရှင်လက်လက်ဒီအယိုးပေါ်အရေးတင်ပြီးတော့ငတ်ပြတ်သေဆုံးခဲ့ကြရပါတယ်အင်မတန်ကိုဒီရက်ဆက်တဲ့စတာလင်ကတော့ဒါကိုလုံးဝအကျူးမဆိုင်ခဲ့ပါဘူးသူကပြည်သူတွေဒီလိုငတ်ပြတ်သေးဆုံးနေတဲ့ကြားရဲကနေကောက်ပဲသီးနှံတွေကိုပြည်ပကိုတင်ပို့ပြီးတော့ရလာတဲ့ငွေတွေနဲ့ဒီစက်ရုံတွေစောက်ပြီးတဲ့နောက်မှာဒီတင်ကားတွေစစ်လက်နက်တွေဒရက်ဆက်ထုတ်လုပ်ခဲ့ပါတယ်ဒါရင်မကသေးဘူးပေါ့စတာလင်ကသူ့ရဲ့ဒီအာဏာကိုဘယ်သူမှမလူယူနိုင်အောင်ဒီတုတ်တင်ရှင်းလင်းပွဲကြီးတစ်ခုကိုလည်းလှုပ်ဆောင်ခဲ့ပါတယ်ဒီသူ့ကိုစန့်ကျင်နိုင်ရရှိရဲ့စစ်တပ်ကထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေဒီကွန်မြူနစ်ပါတီဝင်ဟောင်းတွေဒီအမှုပညာရှင်တွေနဲ့တာမန်ပြည်သူတွေအထိဒီလျှို့ဝှက်ပလိတ်တွေကိုတုံးပြီးတော့ညတကောင်ကြီးမှာအိမ်ထဲကနေဆွဲထုတ်ပြီးတော့ရဲဆက်ဆက်နှိပ်စက်ပြီးတော့စစ်ဆေးတယ်ပြီးရဲ့နောက်တပ်ဖြတ်ခဲ့ကြပါတယ်ဒီတုတ်တင်ပွဲကြောင့်လူပေါင်းသိန်းနဲ့ချီအသက်ဆုံးရှုံးခဲ့ရပါတယ်စတာလင်ရဲ့ဒီလိုမျိုးသွေးစွန်းနေတဲ့တမ္မဏိစီးမြင်တွေကြောင့်1930နောက်မှရောက်တဲ့အခါမှာတော့ဆိုဗီယက်ပြည်ထောင်စုကတကယ်ကိုဒီကမ္ဘာကတုံ့လှုပ်
လေးစားရတဲ့ဧရာမစက်မှုအင်အားကြီးနိုင်ငံဖြစ်လာခဲ့ပါတယ်။တိုင်းပြည်တစ်ခုလုံးဒီတနက်ပြပြီးတော့ခိုင်းစေခံရတဲ့စစ်တမ်းလျားကြီးတစ်ခုလိုဖြစ်သွားခဲ့ရပါတယ်။ဒီကမ္ဘာကြီးကအနောက်ဘက်မှာဒီဟစ်တလာရဲ့နာဇီဂျာမနီရှေ့ဘက်မှာစတာလင်ရဲ့ဒီကွန်မြူနစ်ရုရှားဆိုတဲ့ဒီတယောက်နဲ့တယောက်ရက်စက်မှုချင်းပြိုင်နေကြတဲ့ဧရာမအာဏာရှင်စနစ်ကြီးနှစ်ခုကြားထဲမှာညှပ်ပူးညှပ်ပိတ်ဖြစ်ပြီးတော့ဒုတိယကမ္ဘာစစ်ကြီးစီကိုမလွဲတာမရှောင်တာတရွေ့ရွေ့ဥတည်နေခဲ့ပါတယ်။ကမ္ဘာကြီးကိုဒုတိယကမ္ဘာစစ်ထဲဆွဲသွင်းမဲ့အမှောင်တုတွေကဥရောပတိုက်တစ်ခုထဲမှာအမြင့်တွယ်ခဲ့တာတော့မဟုတ်ပါဘူးဗျ။ကျွန်တော်တို့ရဲ့အာရှတိုက်အရှေ့ပြားဒေသကဂျပန်အင်ပါယာကြီးထဲမှာလည်းကမ္ဘာကြီးကိုတုံးလုံးခြောက်ခြားစေမဲ့ဒီဂျပန်စစ်ဝါဒနဲ့နယ်ချဲ့လူစိတ်တွေကရှိန်ဟုန်နဲ့ထွက်ပေါ်နေခဲ့ပါတယ်။19ရာစုနှောင်းပိုင်းကစလို့မေဂျီခေတ်ပြောင်းတော်လှန်ရေးကြောင့်စက်မှုလုပ်ငန်းရောစစ်အင်အားပါနောက်နိုင်ငံတွေနဲ့ရမောင်တန်းနိုင်အောင်ထူးထူးခြားခြားတိုးတက်လာခဲ့တဲ့ဂျပန်နိုင်ငံကဒီ19ရာစုအစောပိုင်းမှာတော့ဒီဧရာမပြဿနာကြီးတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒါကတော့အခြားမဟုတ်ပါဘူး။1929ခုနှစ်ကမ္ဘာစီးပွားပြက်ကတ်ကြီးပါပဲဗျ။ဒီစီးပွားပြက်ကတ်ကြီးကအာရှတိုက်ထဲကိုပါကူးစက်ရိုက်ခတ်လာပါတယ်။စီးပွားပြက်ကတ်ကြောင့်ဂျပန်ရဲ့ကုန်သွယ်မှုတွေလုံးဝရပ်ဆိုင်းသွားတယ်။ဒီပိုးချီမြန်လုပ်ငန်းတွေဖျက်ဆီးပြီးတော့လယ်သမားတွေပြီးတော့ပြည်သူတွေငတ်မခေါင်းပါလာခဲ့ရပါတယ်။ဒီနေရာမှာဂျပန်နိုင်ငံရဲ့အကြီးမားဆုံးအားနည်းချက်ကပေါ်ပေါက်လာခဲ့ပါတယ်။ဒါကတော့ဂျာမနီလိုပဲဒီဂျပန်သည်စက်ရုံတွေဘလောက်ကောင်းကောင်းစစ်တပ်ဘလောက်အင်အားကြီးကြီးဒီသူတို့ရဲ့ဒီဂျပန်ကျွန်းစုပေါ်မှာစက်ရုံတွေကိုမောင်းနှင်ဖို့အတွက်ဒီတန်တက်ထုကြောက်မီးသွေးနဲ့ရေနံဆိုတဲ့သဘာဝအရင်းမြစ်တွေလုံးဝမရှိတာပါစီးပွားရေးကြက်တဲမှုကြားကနေတိုင်းပြည်ရှင်သန်မှုဆိုရင်ဒီအရင်းမြစ်တွေကိုပြင်ပကနေအတင်းအဓမ္မလူယူရမယ်ဆိုတဲ့အတွေးတွေဂျပန်လူထုကြားထဲရောက်လာခဲ့ပါတယ်ဒီအချိန်ဒီမှာတိုင်းပြည်ရဲ့ဒီမိုကရေစီအစိုးရကစီးပွားရေးကိုမကယ်တင်နိုင်ဘူးလို့ယူဆပြီးတော့ဒီအစွန်းရောက်မျိုးသားရေးဝါဒကင်ဆွဲထားတဲ့ဒီဂျပန်စစ်တပ်ကနိုင်ငံရေးစင်မြင့်ထက်ကိုအတင်းဝင်ရောက်ဆွတ်ဖက်လာပါတော့တယ်စစ်တပ်ကဒီမိုကရေစီကအသုံးမကျဘူးဒီဂျပန်အင်ပါယာရှင်သန်မှုနဲ့အာရှတိုက်ကိုလွှမ်းမိုးနိုင်မှုဆိုရင်စစ်တပ်ကပဲတိုင်းပြည်ကိုလမ်းပြရမယ်ဆိုပြီးတော့ဝါဒဖြန့်ခဲ့ပါတယ်စစ်တပ်ကိုစန့်ကျင်တဲ့ဝန်ကြီးချုပ်တွေနိုင်ငံရေးသမားတွေကိုလည်းစစ်တပ်ထဲကအစွန်းရောက်အရာရှိငယ်တွေကလှုပ်ကြံတပ်ဖြတ်ခဲ့တာကြောင့်နောက်ဆုံးမှာတော့ဂျပန်နိုင်ငံကဒီဘီယင်အင်ပါယာဆိုတဲ့အမိခံအောက်မှာစစ်တပ်ကပဲအဆအရာမောင်းနေတဲ့စစ်အာဏာရှင်နိုင်ငံအဖြစ်အသွင်ပြောင်းသွားခဲ့ရပါတယ်ဂျပန်စစ်တပ်ကအာရှတိုက်တစ်ခုလုံးကိုသိမ်းပိုက်ဖို့အတွက်ဒီအရှေ့တောင်အာရှတာတူညီမျှရေးဆိုတဲ့ဒီလှပတဲ့ဆောင်ပုဒ်ကြီးတစ်ခုကိုဖန်တီးပြီးဝါဒဖြန့်ခဲ့ကြပါတယ်အနောက်နိုင်ငံတွေရဲ့နယ်ချဲ့မှုအောက်ကနေအာရှတိုက်သားချင်းချင်းကဲ့တင်ပြီးအတူတူချမ်းသာကြွယ်ဝစေဖို့လို့အပေါ်ယံမှာတော့အော်ဟစ်ခဲ့ပေမဲ့လက်တွေ့မှာတော့ဒီအာရှမှာရှိတဲ့နိုင်ငံတွေရဲ့သဘာဝအရင်းမြစ်တွေကိုဂျပန်အင်ပါယာအတွက်အတင်းအဓမ္မလူယူဝါမျိုးမဲ့သွေးစွန်းတဲ့ဒီရည်ရွယ်ချက်တစ်ခုပါနောက်ဆုံးမှာတော့ဂျပန်စစ်တပ်ကအစိုးရရဲ့ခွင့်ပြုချက်ကိုတော့မရယူတော့ဘဲနဲ့1932ခုနှစ်စက်တင်ဘာလမှာအဖိုးတန်ကြောင်မီးသွေးနဲ့တန်တက်ထုတွေအမြောက်များထွက်ရှိတဲ့ဒီတရုတ်နိုင်ငံမြောက်ပိုင်းမန်ချူရီးယားဒေသကိုကျူးကျော်ပါတယ်ဒီမူဂရန်ဖြစ်ရဆိုတဲ့ဒီဘုံပေါက်ကွဲမှုတစ်ခုကိုအကွက်ဆင်ပြီးတော့ဒီကျူးကျော်တိုက်ခိုက်သိမ်းပိုက်တာပါအကြောင်းချပြီးတော့တိုက်ခိုက်တာပါနိုင်ငံပေါင်းချုပ်အသင်းကြီးကဒါကိုမတရားဘူးလို့ကန့်ကွက်တဲ့အခါဂျပန်ကအသင်းကြီးကိုလှောင်ပြောင်ပြီးအဖွဲ့ထဲကနေထွက်သွားခဲ့ပါတယ်ဒါကသမိုင်းပညာရှင်တွေသတ်မှတ်ခဲ့တဲ့ဒုတိယကမ္ဘာစစ်ကြီးရဲ့ပထမအဦးဆုံးသောစစ်မီးပွားကိုအာရှမြေပေါ်မှာစတင်မွေးဖွားပေးလိုက်တာပါဟစ်တလာဥရောပမှာအာဏာမရခင်2နှစ်ထဲကဂျပန်ကကျူးကျော်စစ်ကိုစတင်နေခဲ့ပြီးဖြစ်ပါတယ်မန်ချူရီးယားကိုသိမ်းပြီးနောက်ဂျပန်ရဲ့လောဘကရပ်မသွားခဲ့ပါဘူး1938ခုနှစ်မှာတော့တရုတ်နိုင်ငံကြီးတစ်ခုလုံးကိုသွေးကြောင်စီးစေမဲ့စစ်ပွဲကြီးနဲ့ဝင်ရောက်ကျူးကျော်ခဲ့ပြီးတော့ဒီနန်ကျင်းမြို့တော်ကြီးမှာလူပေါင်းသိန်းချီကိုရဲဆက်ဆက်ဆူလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့နန်ကျင်းလူတပ်ပွဲကြီးကိုကျူးလွန်ခဲ့ပါတယ်ဒီလိုနဲ့အာရှတိုက်ရဲ့အရှေ့ပြားမှာသွေးစာနေတဲ့ဂျပန်စစ်ဝါဒကဒီဥရောပကနာဇီတွေဖက်စစ်တွေနဲ့လက်တွဲဖို့ပြီးတဲ့နောက်ဒီကမ္ဘာကြီးတစ်ခုလုံးကိုဝါမျိုးဖို့အတွက်သူ့ရဲ့ဒီရည်ရွယ်ချက်တွေကိုပုံဖော်နေခဲ့ပါပြီဥရောပအလယ်ပိုင်းမှာဟစ်တလာရဲ့နာဇီဂျာမနီကစစ်လက်နက်တွေဒရဇက်ထုတ်ပြီးအင်အားကြီးလာတယ်ပြီးတဲ့နောက်ဒီအာရှမှာလည်းဂျပန်ကတရုတ်ပြည်ကြီးကိုသွေးကြောင်စီအောင်ကျူးကျော်နေခဲ့ပါပြီကမ္ဘာကြီးတစ်ခုလုံးစစ်မီးစစ်လျံတွေကြားရဲကိုတရွေ့ရွေ့တိုးဝင်နေတာကိုမြင်နေရပါလျက်နဲ့ဒီကျူးကျော်စစ်တွေကိုဝင်ရောက်တားဆီးရမယ်ဒီကမ္ဘာကြီးရဲ့အဓိကအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ဗြိတိန်နဲ့ပြင်သစ်တွေကဘာကြောင့်လက်ပိုက်ကြည့်နေခဲ့ရလဲအဲ့ဒီအချိန်တုန်းကပေါ့ဒီသမိုင်းပညာရှင်တွေတော်တော်များများကတော့ဒီမေကွန်းရဲ့အဖြေကိုအနောက်နိုင်ငံတွေရဲ့ဒီအင်မတန်အဲ့ဒီအချိန်ကမှားယွင်းခဲ့တဲ့ရှက်ဖို့ကောင်းတဲ့ဒီအလျှော့ပေးဝါဒကြောင့်လို့ညွှန်းဆိုကြပါတယ်ပထမကမ္ဘာစစ်ကြီးတုန်းကဗြိတိန်နဲ့ပြင်သစ်တို့ကလူငယ်မျိုးဆက်တစ်ဆက်လုံးမျိုးပြုတ်မတက်ဆုံးရှုံးခဲ့ရတယ်လို့တိုင်းပြည်စည်းဝါးရေးလည်းကြောက်ထဲရောက်ခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့သူတို့ရဲ့ခေါင်းဆောင်တွေရောပြည်သူတွေပါရင်ထဲမှာစစ်ပွဲကိုအလွန်မင်းကြောက်ရွံ့နေခဲ့ကြပါတယ်နောက်ထပ်စစ်ပွဲကြီးတစ်ခုသာထပ်ဖြစ်ရင်ငါတို့တိုင်းပြည်တွေလုံးဝပျက်စီးသွားလိမ့်မယ်ဒါကြောင့်ဟစ်တလာဘာပဲတောင်းဘာပဲလှုပ်သူလိုချင်တာလေးတွေကိုနည်းနည်းပါးပါးလိုက်ရောပေးလိုက်ရင်တော့ဖြင့်စစ်ပွဲမဖြစ်ပဲငြိမ်းချမ်းရေးရမှာပါဆိုတဲ့ဒီပေါ့ဆတဲ့အတွေးနဲ့ဒီဟစ်တလာရဲ့ကျူးကျော်မှုတွေကိုမျက်ခွယ်ပြုပြီးတစ်ဖက်သက်လျှော့ပေးခဲ့ကြပါတယ်ဟစ်တလာကနောက်နိုင်ငံတွေရဲ့ဒီလိုကြောက်ရွံ့နေတဲ့အားနည်းချက်ကိုတေချာသိရတဲ့အတွက်ဗာဆိုင်းစာချုပ်ရဲ့ကန့်သက်ချက်တွေကိုတစ်ခုပြီးတစ်ခုချိုးဖောက်ပါတယ်စစ်အင်အားတိုးချဲ့တဲ့စစ်လက်နက်တွေပြောင်ပြောင်တင်းတင်းထုတ်လုပ်တယ်
1936 ခုနှစ်မှာပြင်သစ်နယ်စပ်ကစစ်မဲ့ဆောင်ဖြစ်သတ်မှတ်ထားတဲ့ Rhineland ဒေသတွေကိုနာဇီစစ်တပ်တွေကိုဝင်ရောက်သိမ်းပိုက်ခိုင်းပါတယ်။ဒါကိုဗြိတိန်နဲ့ပြင်သစ်ကဘာမှမလုပ်ပဲစာထုတ်ယုံပဲလုပ်တာကိုမြင်တော့ဟစ်တလာရဲ့တတိကပို့ပြီးတော့ကောင်းလာခဲ့ပါတယ်။ဟစ်တလာကသူ့ရဲ့ဇာတိချက်ကြွဖြစ်တဲ့အိမ်နီးနားချင်းအော်စတြီးယားနိုင်ငံကိုပါဂျာမနီအင်ပါယာရဲ့ဒီသွေးမြေတစမှမကျစေပဲသိမ်းပိုက်ပေါင်းဆက်ပစ်လိုက်ပါတယ်။ကမ္ဘာကြီးကဒါကိုလည်းဒီတိုင်းပဲကြည့်နေခဲ့ကြပြန်ပါတယ်။ဒါနဲ့ဟစ်တလာရဲ့လောဘကရပ်မသွားပါဘူးဗျ။မကြခင်မှာပဲချက်ကိုစလိုဗာကီးယားနိုင်ငံရဲ့နယ်စပ်ဒေသဖြစ်ပြီးတော့ဂျာမန်လူမျိုးအများစုနေထိုင်တဲ့ဆူဒေတန်နယ်မြေကိုဂျာမနီကိုပေးအပ်ရမယ်မပေးရင်စစ်တိုက်မယ်ဆိုပြီးကမ္ဘာကြီးကိုချိန်ချောက်ပါတော့တယ်။ဒီအချိန်မှာစစ်ပွဲကြီးဖြစ်တော့မယ်ဆိုပြီးကြောက်လန့်တုန်လှုပ်သွားတဲ့ဗြိတိန်ဝန်ကြီးချုပ်နဗီလ်ချိန်ဘာလိန်က1938ခုနှစ်စက်တင်ဘာလမှာဂျာမနီနိုင်ငံမြူးနစ်မြို့ကိုသွားပြီးတော့ဟစ်တလာမူဆိုလီနီတို့နဲ့အတူဒီမြူးနစ်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ထူးဆန်းတာကနေမြေသိမ်းခံရမဲ့ချက်ကိုစလိုဗာကီးယားနိုင်ငံကိုတော့အဲ့ဒီစီဝေးတဲ့ပေးပြီးတော့မတက်ရောက်ခဲ့ပါဘူး။ချိန်မာလင်ကစစ်ပွဲမဖြစ်ဖို့အတွက်ချက်ကိုစလိုဗာကီးယားရဲ့ဆူဒေတန်နယ်မြေကိုဟစ်တလာလက်ထဲကိုထည့်ပြီးတော့အလွယ်တကူပေးလိုက်ပါတယ်။ဟစ်တလာကလည်းဒါကငါရဲ့နောက်ဆုံးနယ်မြေတောင်းဆိုမှုပါပဲလို့လိန်ညာပြီးတော့နောက်ထပ်နယ်မြေတွေကျူးကျော်သိမ်းပိုက်ခြင်းမပြုတော့ပါဘူးလို့ဂရိပေးခဲ့ပါတယ်။ချိန်မာလင်ကလန်ဒန်မြို့ကိုပြန်ရောက်တဲ့အခါလေဆိပ်မှာဒီမြူးနစ်သဘောတူညီချက်စာချုပ်စာတမ်းကြီးကိုလက်မှာကင်ထားပြီးဝှေ့ရမ်းပြပြီးတော့ပြည်သူတွေကိုတမိုင်းဝင်စကားတခွန်အားရပါရပြောခဲ့ပါတယ်။ငါကတော့ငញ្ញမ်းရေးကိုယူဆောင်ပေးနိုင်ခဲ့ပြီဆိုတဲ့စကားပါဒါပေမဲ့ဒါကတမိုင်းမှာအလွန်ရည်စရာကောင်းပြီးတော့ရှက်စရာကောင်းတဲ့ဒီတန်တမန်ရေးအမှားကြီးတစ်ခုပါဟစ်တလာကအနောက်နိုင်ငံတွေရဲ့အလျှော့ပေးဝါဒကိုကြည့်ပြီးတော့ဗြိတိန်နဲ့ပြင်သစ်ခေါင်းဆောင်တွေဒီအသုံးမကျတဲ့ကောင်တွေပဲငါဘာလို့သူတို့ကစစ်တိုက်ရမှာကြောက်တဲ့အတွက်လက်ခံကြမှာပဲဆိုပြီးတော့လှောင်ပြောင်ခဲ့ပါတယ်မြူးနစ်စာချုပ်ချုပ်ပြီး6လမပြည့်ခင်မှာဟစ်တလာကသူ့ရဲ့ဂရိတွေကိုဖျက်ပြီးတော့ချက်ကိုစလိုဗာကီးယားတိုင်းပြည်တစ်ခုလုံးကိုနာဇီစစ်တပ်နဲ့ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်ဗြိတိန်နဲ့ပြင်သစ်တို့ရဲ့အလျှော့ပေးဝါဒကစစ်ပွဲကိုမတားဆီးနိုင်ခဲ့ပေနဲ့ဟစ်တလာကိုပို့ပြီးတော့တောင်ရဲတင်းစေခဲ့ပါတယ်ဂျာမနီကဥရောပအလယ်ပိုင်းကနေမြေတွေစက်ရုံတွေလူဝင်အားတွေကိုအလကားရလိုက်တဲ့အတွက်စစ်ရင်အားကအစမတန်ကြီးထွားလာခဲ့ပါတယ်ဗြိတိန်ရဲ့နိုင်ငံရေးသမားဝင်းစတန်ချာချီကရှော့ပေးတဲ့ဝါဒနဲ့ပတ်သက်ပြီးတော့ချိန်ဘာလင်ကိုပြက်ပြက်သားသားဝေဖန်ခဲ့ပူပါတယ်ဒီချိန်ဘာလင်ကရှက်ကွဲမှာဆိုတဲ့အတွက်စစ်ပွဲကိုရှောင်ရှားဖို့ရွေးချယ်ခဲ့တယ်ပြီးတဲ့နောက်မှာလည်းဒီအရှက်လဲကွဲပြီးတော့စစ်ပွဲနဲ့လည်းရင်ဆိုင်ရတော့မယ်ဆိုပြီးတော့ပြောခဲ့တာပါချာချီရဲ့စကားကကွက်တိမှန်ခဲ့ပါတယ်ဒီအနောက်နိုင်ငံတွေရဲ့လာရောက်မှုကြောင့်ဒီအစိတ်ပြင်းတဲ့မွေဟောက်ကြီးတစ်ကောင်ကိုမွေးမြူလိုက်တယ်လို့ဖြစ်သွားခဲ့ပြီးတော့အဲ့ဒီမွေဟောက်ကပဲနောက်ဆုံးမှာတကမ္ဘာလုံးကိုဝါမြုံမဲ့ဒုတိယကမ္ဘာစစ်ကြီးအဖြစ်လူသားတွေပေါ်ရန်ပြုတ်ပါတော့တယ်ကမ္ဘာအာဏာရှင်ကြီးတွေဖြစ်တဲ့ဥရောပအလယ်ပိုင်းကအဒေါ့ဖ်ဟစ်တလာဥရောပတောင်ပိုင်းကဘယ်နီတိုမူဆိုလီနီနဲ့ဒီကမ္ဘာအရှေ့ပြားကဂျပန်စစ်ဗိုလ်ချုပ်ကြီးတွေကအနောက်နိုင်ငံတွေရဲ့ပြော့ညံ့မှုကြောက်ရွံ့မှုတွေကိုအပိုင်တွက်ပြီးတော့သူတို့ရဲ့နယ်ချက်ဒီစစ်ဝါဒတွေကိုအရှိန်အဟုန်နဲ့ချဲ့ထွင်ပါတယ်နောက်ဆုံးမှာတော့ကမ္ဘာသမိုင်းရဲ့အမှောင်မိုက်ဆုံးဒီနိုင်ငံရေးစကွက်ကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတော့တယ်အဲ့ဒါကတော့ဒီစိတ်ကူးချင်းတူဒီဝါရချင်းလဲတူတယ်ပြီးတဲ့နောက်မှာတကမ္ဘာလုံးကိုခွဲဝေဝါမျိုးသိမ့်ပိုက်ချင်ကြတဲ့ဂျာမနီအီတလီနဲ့ဂျပန်နိုင်ငံတို့ကလျှို့ဝှက်ဆွေးနွေးမှုတွေပြုလုပ်ပြီးတဲ့နောက်ဒီကမ္ဘာကြီးကိုသူတို့ရဲ့ကိုစီတချမ်းစီဖက်ယူဖို့အတွက်ရောမဘာလင်တိုကျိုဝင်ရိုးရန်မဟာမိတ်အုပ်စုဆိုပြီးတော့ဒီအေယာမဖက်စစ်မဟာမိတ်တပ်ပေါင်းစုကြီးအဖြစ်အချင်းချင်းပေါင်းစည်းလိုက်ကြပါတယ်သူတို့ကဒီစာချုပ်ချုပ်ဆိုပြီးကမ္ဘာကြီးကိုစိန်ခေါ်လိုက်ကြပါတယ်ဂျာမနီနဲ့အီတလီကအာဖရိကနဲ့ဥရောပတိုက်ကိုသိမ်းပိုက်မယ်ဒီဂျပန်ကအာရှနဲ့ပစိဖိတ်ဒေသကြီးတစ်ခုလုံးကိုသိမ်းပိုက်မယ်ဆိုပြီးကမ္ဘာမြေပုံကြီးကိုဒီသူတို့ရဲ့တနက်ပြောင်းတွေနဲ့စိတ်ကြိုက်ချဲ့လဲပါတော့တယ်ဒီလိုမျိုးသွေးစာနေတဲ့ဖက်စစ်ဝင်ရိုးစုံအင်အားကြီး၃နိုင်ငံပေါင်းစည်းသွားတဲ့အချိန်မှာကမ္ဘာကြီးကတကယ်ကိုပောက်ကွဲကန်ကြီးဖြစ်နေတဲ့ဒီအေယာမရန်အိုကြီးတစ်လုံးလိုဒီချိန်ကိုက်ပုံးတစ်လုံးလိုဖြစ်နေခဲ့ပါပြီ1919ခုနှစ်ဗာဆိုင်းစာချုပ်ရဲ့မတရားမှုတွေနိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ပြော့ညံ့မှုတွေ1929ခုနှစ်ကမ္ဘာစီးပွားပြက်ကတ်ကြီးရဲ့ငတ်မွတ်ခေါင်းပါမှုတွေနဲ့အနောက်နိုင်ငံတွေရဲ့အရှက်ရစရာရှော့ပေးဝါဒတွေကြောင့်ဒီနှစ်ပေါင်း20လုံးထိမ့်သိမ်းလာခဲ့တဲ့ငြိမ်းချမ်းရေးကပျက်စီးသွားခဲ့ပါပြီနောက်ဆုံးမှာတော့ဒီကမ္ဘာကြီးကသွေးပြတ်ထိတ်လန့်စရာအခိုက်အတန့်ကိုရောက်ရှိလာခဲ့ပါတယ်1939ခုနှစ်စက်တင်ဘာလ1ရက်နေ့ဒီမနက်အစောပိုင်း4:45မိနစ်တိတိအချိန်ဟစ်တလာရဲ့နာဇီဂျာမနီစစ်တပ်ကြီးကဘာစစ်ကြေညာချက်မှမလုပ်ဘဲနဲ့ဒီအိမ်နီးနားချင်းပိုလန်နိုင်ငံတွေကိုဒီတင့်ကားတွေတိုက်လေယာဉ်တွေနဲ့ဝင်ရောက်ကျူးကျော်တိုက်ခိုက်ပါတော့တယ်ဟစ်တလာကသူ့ရဲ့သမိုင်းဝင်ဒီအမြန်စစ်ချီရဲ့စစ်ဗျူဟာ Blitzkrieg ဒါမှမဟုတ်လျှက်စီးစစ်ဗျူဟာစနစ်ကိုတုံးပြီးတော့ပိုလန်စစ်မြေပြင်ကိုမိနစ်ပိုင်းတွင်ငရဲကန်းဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်ဒီချိန်မှာတော့ပြင်သစ်နဲ့ဗြိတိန်တို့လည်းဆက်ပြီးတော့ရှော့ပေးလို့မရတော့ပါဘူးသူတို့ကပိုလန်နိုင်ငံကိုကာကွယ်ပေးပါမယ်လို့ဂရုပြုထားခဲ့ကြတာကြောင့်ပိုလန်ကိုကျူးကျော်ပြီး2ရက်အကြာစက်တင်ဘာ3ရက်နေ့မှာတော့ဂျာမနီနိုင်ငံပေါ်တရားဝင်စစ်ကြေညာခဲ့ကြပါတယ်။အဲဒီစက်တင်ဘာ1ရက်နေ့ရဲ့အမောင်မိုက်ဆုံးအချိန်မှာပဲနှစ်ပေါင်း20လုံးလူသားတွေထိမ့်သိမ်းလာခဲ့တဲ့ဒီကမ္ဘာငြိမ်းချမ်းရေးကပျက်စီးသွားခဲ့ပြီးတကမ္ဘာလုံးကိုပြာဖြစ်ပြောင်းလဲဖြစ်မဲ့ဒုတိယကမ္ဘာစစ်ကြီးအဖြစ်စတင်ပုံပေါ်လာခဲ့ပါတယ်။
လူသားမျိုးနွယ်တွေကပထမကမ္ဘာစစ်ထက်အစပေါင်းများစွာပိုရက်ဆက်တဲ့ပိုပြီးတော့စစ်မျက်နှာပြင်တွေကျယ်ပြန့်နေပြီးတော့လူပေါင်းတန်း60ကျော်ရဲ့အသက်တွေကိုရှင်လက်လက်ဝါမျိုးပြင်မဲ့ကမ္ဘာအကြီးဆုံးနှိပ်ထာရုံကြီးစီကိုဘလို့မှရုံမထွက်နိုင်မဲနဲ့ပြိုင်တူတက်ဆင်းသွားခဲ့ကြရပါပြီလူသားတွေကတမိုင်းရဲ့အမှားတွေကနေသင်ခန်းစာမယူဘဲနဲ့ဘာကြောင့်ဒီစစ်ပွဲကြီးကိုဆက်လက်ပုံဖော်ခဲ့ကြတာလဲတကယ်စစ်မြေပြင်စတင်တဲ့အခါမှာလူသားမျိုးနွယ်တွေကဘယ်လိုမျိုးရက်ဆက်မှုတွေဘယ်လိုမျိုးတုံလုံးခြောက်ခြားစရာတမိုင်းဝင်တိုက်ပွဲကြီးတွေနဲ့ရင်ဆိုင်ဖြတ်တန်းကြရအောင်မလဲဆိုတာကိုတော့ဒီနောက်လာမဲ့ဒီ part 3ဒုတိယကမ္ဘာစစ်အကြောင်းမှာအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လီယွန်ပါအားလုံးပဲတာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျ